နဲ့လူတွေမှာဘာထူးတုံးလို့မဲတဲ့ခါကြတော့ကိုလူမိုက်ကအမှောင်တဲကလာပြီးအမှောင်တဲနေပြီးအမှောင်တဲပဲသိသွားတယ်အမှောင်တဲကလာပြီးဒီကလာအမှောင်တဲနေပြီးဒီကလာအမှောင်တဲပဲပြန်ရောက်ဒါဘယ်လိုပါလိမ့်လူတွေမှာကတော့ဖြင့်တဲ့အမှောင်တဲကလာတယ်အလင်းထဲမှာနေပြီးဒီကလာအလင်းထဲပဲရောက်သွားတယ်လို့တူတူပြောတော့မနေ့ကအဓိပ္ပာယ်ဒါရမှန်ပါသဘောပါပြီဟုတ်ပါအဲ့တော့ဘယ်နဲ့ကြောင့်လူမိုက်မှာတော့ဖြင့်အမှောင်ထဲကလာပြီးဒီကလာအမှောင်ထဲနေပြီးအမှောင်ထဲပဲပြန်ဆင်းတဲ့ရသလဲလူလိမ္မာကတော့အမှောင်ထဲကတော့လာပါရဲ့အလင်းထဲမှာနေပြီးဒီကလာအလင်းထဲပဲရောက်သွားရတယ်ဆိုတာဘာထူးတုံးလို့မေးတော့မက္ကဗြဟ္မစရိယအကျင့်ထူးလို့မနေ့ကဖြေထွက်လာမှန်ပါပါဘာထူးလို့ပါမက္ကဗြဟ္မစရိယအကျင့်ကျင့်တဲ့တွေ့အမှောင်တွေကလာညာတော့လေအလင်းလုတ်ကိုလုတ်တော့ကြောင့်အလင်းတွေပဲရောက်ရတယ်ဆိုတဲ့ဥစ္စာဒါကြည်ကြည်နက်နက်သဘောကျဖို့သိကောင်းပါလေမှန်ပါပါသဘောပါရဲ့နော်မှန်ပါကောင်းပြီဒါဖြင့်မက္ကဗြဟ္မစရိယအကျင့်တရားဓမ္မတို့မက္ကဗြဟ္မစရိယအကျင့်ကိုမကျင့်တဲ့ပုဂ္ဂိုလ်တော့လောကကြီးထဲမှာကြောက်เสียကောင်းတာဖြင့်ဥပါတို့ရှိကူမရှိတော့ဘူးမှန်ပါပါရှိကူမရှိတော့ပါဘူးဘုရားဓမ္မတွေဘုန်းကြီးဆုံးမကျင်တာကခင်ဗျားတို့အဝိဇ္ဇာတဏှာဒီဟုအမှောင်တွေကနောက်ဘဝအမှောင်တွေကဒီဘဝရောက်လာကြတယ်ဒီဘဝမှာလည်းသာယသမီးရှိပါရဲ့နဲ့ချင်းကုန်နေကြမယ်ဆိုလို့ရှိရင်ဖြင့်အမှောင်တွေကလာပြီးကိလေသာမှောင်ထဲမှာပဲနေကြတော့တယ်လို့ဆိုမှန်ပါပါပေရိသမဲ့၌လေဒုက္ခတိလန်းဆိုတဲ့အမှောင်လန်းပဲသွားရတော့မယ်မှန်ပါပါသိကြောက်เสียကောင်းပါလားကောင်းပါပါဒါကြောင့်ယခုတရားဓမ္မတွေမှာတဲတဲလေးအချိန်ပြန်တဲ့အထဲမှာပြင်ပေးနေတယ်ဆိုတာမှတ်ရမယ်မှန်ပါပါမောင်လေးကလာပြီးလင်းတဲ့ရောက်ပါစေတော့ဆိုပြီးဆရာဘုန်းကြီးကကဲတင်နေတယ်မှန်ပါကဲတင်တဲ့တိုင်းဓမ္မတွေကဆယ်ယူမှုကိုခံကြလို့ရှိရင်ဩနောက်ဒုက္ခအကုန်သိမ့်ပါဘောလားဆိုတဲ့ဥစ္စာဒါရတဒုက္ခတွေအကုန်ချုပ်ငိမ့်ရုပ်သိမ့်ပြီးဒီကလာဒုက္ခချုပ်ငိမ့်တာနိဗ္ဗာန်ရောက်တယ်လို့ဥပါတို့ဆိုတယ်လို့မှတ်လိုက်တာမှန်ပါပါဒါကြောင့်ဓမ္မတို့မက္ကဗြဟ္မစရိယကျင့်ကိုယနေ့အရေးကြီးပြောရတာမှန်ပါဘယ်ကျင့်ပြောမက္ကဗြဟ္မစရိယကျင့်ကိုအရေးကြီးပြောရတော့မယ်လို့ဆိုတော့မက္ကဗြဟ္မစရိယကျင့်မှာတဲ့တရားကိုကောက်ယူလို့ရှိရင်တမာဒိဋ္ဌိအလုပ်လို့မှတ်လိုက်စမ်းမှန်ပါပါမက္ကဗြဟ္မစရိယကျင့်ဆိုတာတမာဒိဋ္ဌိခန္ဓာကိုယ်ရဲ့ရောက်ဖို့အလုပ်မှန်ပါပါရှင်းပြီနော်ရှင်းပါပြီမက္ကတမာဒိဋ္ဌိမက္ကဗြဟ္မစရိယကျင့်ဟူသည်ဘာလိမ့်မလို့ဆိုတော့တမာဒိဋ္ဌိခန္ဓာရဲ့ရောက်ဖို့မှန်ပါပါဒါသိအရေးကြီးတယ်ကြီးပါပြီအဲ့တော့ဘုန်းကြီးတို့ဓမ္မတွေကိုယ်ခြေနဲ့ကိုယ်ခက်ခတ်ကြည့်လို့ရှိရင်တမာဒိဋ္ဌိယနေ့၅မျိုးကိုပြောလိမ့်မယ်တမာဒိဋ္ဌိဘယ်မျိုးပြောတမာဒိဋ္ဌိ၅မျိုးကိုလေးလေးစားစားမှတ်ပါခင်ဗျားတို့သိထားတဲ့တမာဒိဋ္ဌိဒီဩသေးပြောပြီလို့ဒကာဓမ္မတွေကလည်းထင်တော့ထင်ကြမှာပေါ့ဗျာမသေးပြောသေးတာကိုလည်းယနေ့ပေါ်တော်ကြီးပေါ်လာလိမ့်မယ်ဆိုတာမှတ်ရမယ်မှန်ပါပါမသေးပြောသေးတာလည်းပေါ်လာတော့မယ်ဆိုတာလေးစားစွာနဲ့ပဲဒကာဓမ္မတွေမှတ်ပါဒီဥစ္စာလွယ်ကူတဲ့အိဗယ်လို့မှတ်မနေနဲ့မှန်ပါပါဒီနေ့သေးသေးချာချာအလုံးလုံးတဲ့အခါကျတော့မှမက္ကသမာဓိဋ္ဌိသမာဓိဋ္ဌိဒီ၅မျိုးတောင်ရှိနေတာတို့ဘယ်သမာဓိဋ္ဌိအခြေအနေလေးတော့ဆိုက်နေသေးတယ်ဆိုတဲ့ဥစ္စာဥက္ကမောင်သိရမယ်မှန်ပါပါ။ခိုင်းတာပဲသမာဓိဋ္ဌိ၅မျိုးရှိဥစွာနာပါတဲ့မက္ကဗြဟ္မမက္ကသမာဓိဋ္ဌိမက္ကဗြဟ္မစရိယကျင့်တော်မယ်ဆိုလို့ရှိရင်ဖြင့်သမာဓိဋ္ဌိ၅မျိုးရှိနေတော့ဘယ်သမာဓိဋ္ဌိနဲ့ကျင့်မှသာလျှင်လူရခီးဆိုတဲ့နိဗ္ဗာန်ကြီးကိုရောက်နိုင်မယ်ဆိုတဲ့ဥစ္စာသိရတော့မယ်မှန်ပါပါ။ခိုင်းတာဖြင့်ကမ္မတက္ကဋသမာဓိဋ္ဌိ1 နံပါတ်1 နံပါတ်ကဘာပါလိမ့်
ကမ္မတက္ကဋသမာဓိဋ္ဌိဆိုတာဒကာဓမ္မတွေရှင်းပြတော့ဒကာဓမ္မတွေလှူတန်းပေးကမ်းနေတဲ့ဥစ္စာကောင်းတာလုပ်ရင်တော့တို့ကောင်းကျိုးပေးမှာပဲမကောင်းတာလုပ်လို့ရှင်မကောင်းကျိုးတော့တို့ခံရတော့မှာပဲဒီညာလေးတော့ရှိကောင်းတာလုပ်ရင်ကောင်းကျိုးပေးတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးပေးတယ်ဆိုတော့ညာလေးတော့မရှိကြဘူးရှိပါပါဒါဥအောင်တို့ခမောင်တို့ဒီဘက်ကတကသစ်တို့မှတ်เสียကသူကံကံအကျိုးလောက်ပြီးတယ်ညာလေးပါလားမစွနိုင်ဘူးလားစွနိုင်ပါဗျာဒါပေမဲ့ညာဆိုတာသမာဓိရှိတော့သမာဓိရှိပဲသမာဓိရှိပဲမဲ့ကောင်းတာလို့ရင်ကောင်းကျိုးပေးတယ်ဒုစရိုက်လုပ်လို့ရှိရင်ဒုစရိုက်ကျိုးပေးတယ်သူစရိုက်လုပ်လို့ရှိရင်သူစရိုက်ကျိုးပေးတယ်ဤမြတော့ပဲသိနေတဲ့သမာဓိဋ္ဌိဒီကမ္မတက္ကဋသမာဓိဋ္ဌိအဲ့ဒီကမ္မတက္ကဋသမာဓိဋ္ဌိဆိုတာခင်ဗျားတို့လှူတန်းပိတ်ကနေတာတွေလို့မှတ်လိုက်စမ်းပါအဲ့ဒီကမ္မတက္ကဋသမာဓိဋ္ဌိဆိုတာတို့ကောင်းတာလုပ်နေတာပဲဆွံ့ကြွယ်ကွန်းကြွယ်လှူတန်းနေတာပဲဆိုပြီးကောင်းတာကြီးလုပ်နေလို့ကောင်းကျိုးတော့တို့ရမှာပဲလို့သိတဲ့ဉာဏ်လေးကိုကမ္မတက္ကဋသမာဓိဋ္ဌိလို့ဥပါဒံတို့မှတ်ရလိမ့်မယ်မှတ်ထိုက်ဘူးလားမှတ်ထိုက်ပါဘူးအဲ့ဒီကမ္မတက္ကဋသမာဓိဋ္ဌိလေးဟာတရားဓမ္မတို့ဘယ်လိုများကျိုးပေးမလဲလို့ဥက္ကမောင်တို့မေးဖို့လို့နော်ဘဝဘောဂတံပတ္တိန်ဒေတိဘဝရမှာပဲဟိနောက်ဘဝကျမ်းမာတဲ့ခန္ဓာရပြီးကြလဲစိစိမ်ပေါ်များတာပဲရမှာกว่าတယ်ဒီညာလေးလောက်နဲ့သေသွားရင်မှန်ပါဗျာသဘောကျလားကျပါပါနောက်ဘဝစိစိမ်ပေါ်များတဲ့ခန္ဓာလေးလောက်ရပြီးကြလဲဘာဖြစ်သွားမလဲသေသွားတော့ကိုသေပြီးပြိတ္တိဆက်နေရမှာပေါ့ဗျာမှန်ပါဗျာမနေရဘူးနေရပါဘူးဆိုရလို့နေရသည်ရှိတော့ဘုန်းကြီးတို့ဓမ္မတွေကမ္မတက္ကဋသမာဓိဋ္ဌိအစွမ်းဟာဘဝတံပတ္တိဘောဂတံပတ္တိလမ်းဆုံးလို့ဒီညာလေးလောက်ဟာနိဗ္ဗာန်နဲ့တို့ဒီကားလို့ဆိုလို့ရှိရင်ဒုက္ခကသိငြိမ်းတဲ့နိဗ္ဗာန်ကြီးတော့ဝေးပါသေးလားဒီညာလေးနောက်နဲ့တင်းတိမ်နေလို့မတော်သေးပါလားလို့ဓမ္မတွေယနေ့ပဲမှတ်ရတော့မှန်ပါဗျာဒါဗာရိဋ္ဌိတယ်ဗျာကမ္မတက္ကသမာဓိဋ္ဌိနဲ့သိလို့ရှိရင်ဘဝတံပတ္တိဘဝဤပြည့်စုံဘောဂတံပတ္တိရှိဝဤပြည့်စုံမှုတော့ဓမ္မတွေသိချာရတယ်နော်မှန်ပါဗျာသိချာရတယ်တဲ့ဒုက္ခကသိင်ကင်းခြင်းနဲ့ရှိကြတော့အမှန်တန်အကြောင်းကျိုးဝေးနေတယ်မရဘူးရှင်းပြီနော်ရှင်းပါပြီကောင်းပြီဒါဖြင့်ဒါရင်ကမ္မတက္ကသမာဓိဋ္ဌိဆိုတာဒီကံကံကျိုးယုံကြည်ရတဲ့ကမ္မတက္ကသမာဓိဋ္ဌိသူကျိုးဝေးကြည့်တော့ဘဝတံပတ္တိဘောဂတံပတ္တိဒီကသစ်တို့ကိုမြတ်ရှိတယ်ဒါပဲရမှန်ပါဗျာဒါနဲ့တင်းတိမ်လို့တော်ပါမတော်ပါဘူးမတော်ဒီသမာဓိဋ္ဌိလောက်ပါတရားဓမ္မတွေရှင်းရှင်းလင်းလင်းပြောလိုက်မှာသာသနာ့ဘသမာဓိဋ္ဌိမှန်ပါဗျာဘယ်လိုမှတ်ကြသာသနာ့ဘသမာဓိသာသနာ့ဘဝေလဘပုံနာဖြစ်တဲ့တောင်ဒီလူတန်းတွေဟာလို့ပြီးဒီကလာနေတာပဲတဲ့ကမ္မတက္ကသမာဓိဋ္ဌိနဲ့ဟုတ်ပါတယ်တဲ့အဲ့ဒါကမ္မတက္ကသမာဓိဋ္ဌိအကြောင်းတော့ဖြင့်ယခုပြောလို့တော်လေးရေလေသွားပြီဆိုကြပါလိမ့်မယ်ဇာနာသမာဓိဋ္ဌိဇာနာသမာဓိဋ္ဌိလာပြန်တယ်နှစ်နံပါတ်ဇာနာသမာဓိဋ္ဌိကသမထတွေလုပ်ပြီးအပနာဇောတွေနဲ့သောပိရိကလာသေကြကြေကြနေကြမယ်ဆိုရင်ဖြင့်ယူပဘုံလေးဥသောဘုံဘဝပဲရမှာကွာမှန်ပါဗျာဒါလည်းသမာဓိရှိတော့သမာဓိရှိပဲမှန်ပါဗျာသမာဓိပဲမြဲရှိသွားပြီကမ္မတက္ကသမာဓိရှိတဲ့ဇာနာသမာဓိကနှစ်မှတ်တာပါသူလဲယူပဘဝဘုံအကျိုးပေးတယ်ဆိုတဲ့ကသက်ဆိုးရှိပဲဆိုကြအောင်မှန်ပါဗျာဘယ်လိုဆိုကြသက်ဆိုးရှိပဲလို့တရားဓမ္မတွေကဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့နော်ဒါလည်းမလေးစားတော့သေးပါဘူးခင်ဗျားတို့လူချင်းရင်ကိုမဆိုင်သေးပါဘူးဆိုတော့မှတ်လိုက်တယ်ပေါ့မှန်ပါဗျာကဲဒါဖြင့်တရားဓမ္မတို့ဒါနဲ့သာသနာ့ဘာတရားပဲလို့မှတ်လိုက်စမ်းပါမှန်ပါဗျာဒီနှစ်ဘာတရားလဲဗျာမှန်ပါဗျာသာသနာ့ဘာရှိတဲ့ဉာဏ်နေပါပဲမှန်ပါဗျာကမ္မတက္ကသမာဓိဋ္ဌိသာသနာ့ဘာရှိပါတယ်ဇာနာသမာဓိဋ္ဌိရတယ်သမထအလုပ်တွေရတယ်ရှိပါတယ်လို့ဥပါတို့သေချာမှတ်ပါဝိပဿနာသမာဓိဋ္ဌိ3နံပါတ်3နံပါတ်ကဘာပါလဲဝိပဿနာသမာဓိဋ္ဌိကတော့သာသနာ့တွင်မှရှိဝိပဿနာသမာဓိဋ္ဌိကတော့သာသနာ့တွင်မှရှိတယ်လို့မှတ်လိုက်ချင်တယ်
ဩသာသနာထဲမှာရှိတယ်ဆိုတော့ဥပဒနာသမာဓိအကျိုးကတော့ဘယ်လိုပါလိမ့်မလို့မဲလို့ရှိရင်ဖြင့်ဒီဘဝအားထုတ်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့အားထုတ်တဲ့လုံလဝရိယမလျှော့ကြလို့ရှိရင်ဖြင့်နိဗ္ဗာန်တိုင်တိုင်ရောက်နိုင်တယ်မှန်ပါဗျာဝိပဿနာသမာဓိကမှန်ပါဒါဖြင့်သူကသာသနာတွင်သမာဓိရှိမှန်ပါရှင်းပြီရှင်းပါပါဘယ်နည်းရသုံးပါပါဝိပဿနာသမာဓိရှိတဲ့ပုဂ္ဂိုလ်မှသာလျှင်ဒကာဓမ္မတို့သရုပ်ထမြောက်ဖြစ်တဲ့မေဃသမာဓိရနိုင်တယ်မှန်ပါဝိပဿနာသမာဓိရှိတဲ့ပုဂ္ဂိုလ်မှမေဃသမာဓိကသူ့ကျိုးပါလိမ့်မလို့ဆိုတော့အိုးမဲ့ဆိုတာဝေါဖြတ်တယ်လို့သာမှတ်လိုက်တော့မှန်ပါပါမေဃသမာဓိကဒကာဓမ္မတို့ဘာလို့တတ်ပါလဲဝေါကြည့်ဖြတ်လိုက်မရှိကထားလိုက်တော့ကိလေသာဝကမ္မဝဥပကဝတ္တလာသေးလားမှန်ပါဗျာဩမေဃသမာဓိကဘာလို့ပါလဲဝေါဖြတ်နိုင်တယ်တော့မှတ်လိုက်တာပေါ့အဲ့ဒီမေဃသမာဓိရှိတဲ့ပုဂ္ဂိုလ်မှာတဲ့ဖလသမာဓိဖို့သမာဓိဖြစ်နိုင်တယ်လို့သိသိချာချာမှတ်ပါမှန်ပါအဲ့ဒီဖို့သမာဓိရတဲ့ပုဂ္ဂိုလ်ကတော့ဖြင့်ဒကာဓမ္မတို့တခါလေနောက်ပရိသေတွေဟူသည်အကုန်တမ်းမြစ်ပါတယ်နောက်ပရိသေတွေဟူသည်အကုန်တမ်းမြစ်ပါတယ်ဟောဒါဖြင့်သမာဓိဘယ်နှမျိုးပါလဲ၅မျိုးမှ2မျိုးကသာသနာပါ3မျိုးက2မျိုးက3မျိုးကသာသနာတွင်လို့ဆိုတော့မှာဩတို့ဆရာဘုရားဆွတ်ပြီးဟောနေလိုက်တာဝိပဿနာရှိကြရဲ့တို့တဲ့ဓမ္မတွေဆိုတော့အားလုံးဓမ္မတွေကထောက်ခံကြပေးရတော့ဩဘယ်တရားများဟောနေပါလိမ့်မလို့မေးတော့မှာသာသနာ့သမာဓိကစဟောနေတာကိုလို့ဥပအောင်ပေါ်လာမှန်ပါဗျာပေါ်သေးဘူးလားပေါ်ပါဗျာဒါဖြင့်ငါတော်မတို့သာသနာ့ဘသမာဓိက2မျိုးနော်မှန်ပါဗျာသာသနာတွင်3မျိုးပါဗျာသာသနာ့သမာဓိဥပဒနာသမာဓိမဲ့သမာဓိဖို့သမာဓိသာသနာတွင်သမာဓိက3မျိုးကိုင်းဒါဖြင့်မေဃဗြဟ္မစရိယာကျင့်ဆိုတာဘာပါလိမ့်မလို့ဆိုတော့ယခုနောက်ပြောမယ်1တို့2တို့3တို့ကိုဆိုသည်လို့မှတ်လိုက်စမ်းမှန်ပါပါနောက်3ပေါ့ဗျာမှန်ပါပါဥပဒနာသမာဓိမဲ့သမာဓိဖို့သမာဓိဒီ3မျိုးဒီသာလင်ဒကာဓမ္မတို့မေဃဗြဟ္မစရိယာကျင့်စေမှန်ပါပါသဘောကျပါပါလိမ့်မေဃဗြဟ္မစရိယာကျင့်ရှင်းမလားရှင်းပါပါမေဃဗြဟ္မစရိယာကျင့်ကြပါစို့လို့ဘုခမောင်တိုက်တွန်းမှန်ပါပါမေဃဗြဟ္မစရိယာကျင့်ပါမှဒကာဓမ္မတို့ဝတ်ပြမယ်မှန်ပါပါမေဃဗြဟ္မစရိယာကျင့်မကျင့်လို့ရှိရင်ပေါင်တဲ့ကလာပေါင်တဲ့နေပေါင်တဲ့သိမှန်ပါပါကျင့်ငယ်ပြီးတော့ပေါင်တဲ့ကလည်းပြနေပေါင်တဲ့ကလာညာသရအလင်းနေပြီးဒီကလာဒေဒီရှားမှန်၌အလင်းဆိုတဲ့နေရာပဲရောက်မှန်ပါပါရှင်းပြီနော်ရှင်းပါပါကောင်းပြီဒါဖြင့်မေဃဗြဟ္မစရိယာကျင့်ဟာဖြင့်တော်တော်ရေးကြည့်တဲ့ချက်ပါလားဆိုတော့ပေါ်လာတယ်မှန်ပါပါမေဃဗြဟ္မစရိယာကျင့်ဟာဒကာဓမ္မတို့ဝိပဿနာသမာဓိကစချက်ပါစို့မှန်ပါပါဝိပဿနာသမာဓိကိုဒကာဓမ္မတွေသေးသေးချာချာကြိုးစားမှတယ်မသမာဓိရလို့ဖို့သမာဓိဒီဥသောတရားကိုကိုယ်ပိုင်ကိုယ်ဆိုင်ဖြစ်နေရကြပါလိမ့်မယ်ဆိုတာလေးစားစွာနဲ့မှတ်ထားပါမှန်ပါပါကောင်းနေတာရဲ့ဒီလိုဒါပြန်ဓမ္မတွေခွန်ကြီးကပြောခြင်းဝိပဿနာအလုပ်မလုပ်တဲ့ပုဂ္ဂိုလ်များမှာသာသနာ့ဘယ်မကြသေးပါကလားဘယ်လိုဆုံးဖြတ်မကြသေးပါဘူးသာသနာ့ဘယ်မကြသေးပါဘူးသာသနာ့တွင်တရားဘူးဗျအဲ့တော့ဝိပဿနာတပညာတော့လွယ်ကူကြပြီးဒီကလားဝိပဿနာကြတော့မလွယ်ကူကြလို့ရှိရင်သာသနာ့ဘယ်ဖြစ်မှာကိုပဲကြောက်အဲ့တော့ဥပါရလူစုကသာသနာတော်နဲ့တူအောင်ဝိကျွတ်တဲ့အလုပ်ကိုဖြင့်လုပ်ဖို့သင့်တယ်ဆိုတာသေချာမှတ်ရမယ်မှန်ပါပါအခု3နံပါတ်ဖြစ်တဲ့ဥပဒနာသမာဓိဒီတရားဆရာကအင်္ဂုတ္တတရားဆရာကဖွင့်လိုက်တာကဒီတိုင်းမှာကျင့်သွားလို့ရှိရင်ကွာဒီဘဝမှာပဲရဟန္တာဖြစ်နိုင်ပါလေမှန်ပါပါအကယ်၍မဖြစ်နိုင်တဲ့ခုနဘဝပြီးဖြစ်တာပါပဲကွာဆိုတော့သူ့အတွက်ကစိတ်ချစရာကြီးပါလားမှန်ပါပါမေဃသမာဓိရတဲ့ပုဂ္ဂိုလ်နဲ့မေဃသမာဓိကတော့ကွာလေရင်
နောက်ဝတ်ပြတ်တာပေါ့ဖလားသမာပါတိဖလားသမာဓိဋ္ဌိကတော့ဩပရိသေပြတ်တာပေါ့ကွာအစရှိစီနဲ့သေချာဟောတာတော့ဓမ္မတွေဒီဥစ္စာပြင်းပြီးဒီကလာမနေကြနဲ့ဒီသုံးချက်ဟာဖြင့်ဒုက္ခခတ်သိမ်းငြိမ့်တဲ့ရှိပို့မဲ့သမာဓိဋ္ဌိလို့မှန်ပါဗျာဒီသုံးချက်ဘာပါလဲဒုက္ခခတ်သိမ်းငြိမ့်တဲ့ရှိပို့မဲ့သမာဓိဋ္ဌိလို့ဆိုတော့ကြောင့်ဩဒါမက္ခဗြဟ္မစရိယာကျင့်ဆိုတာသုံးနံပါတ်စလို့ရမှာဆိုတာကူမက္ခဗြဟ္မစရိယာကျင့်ဆိုတာသုံးနံပါတ်စလို့ရမယ်ကောင်းပြီဒါဖြင့်သမာဓိငံမျိုးတို့ဥက္ကမောင်တို့ရေးလေးရေးမိပြီမှတ်လည်းမှတ်မိပြီခြေလေးခြေနာပြီသူ့เจ้าနဲ့သူ့ကျိုးလည်းသိကြပြီဗျာသိတယ်ဘူးလားသိပြီတဲ့ဒါဖြင့်တင်းတဲ့နှစ်ကိုဖြင့်ဒကာဓမ္မတို့သာသနာဘာဖြစ်နေသောကြောင့်မဂ္ဂဗြဟ္မစရိယကျင့်ဟောရမှာလဲဧကံဖြစ်နေသောကြောင့်မနေ့ကဘာလပဏိတမှာမဂ္ဂဗြဟ္မစရိယကျင့်မှာပဏိတဖြစ်တာကိုမှန်ပါဗျာမဂ္ဂဗြဟ္မစရိယကျင့်မကျင့်ပဏိတမဖြစ်ဘူးဖြစ်ပါဘူးအဲဒါကြောင့်သုံးကစပြရတော့မယ်မှန်ပါဒကာဓမ္မတို့ဘယ်ကစပြဒါဖြင့်သာနာဘတရားနှစ်ခုဒကာဓမ္မတို့ခင်ဗျားတို့ရှေ့တယ်မယ်ဖြုတ်လိုက်ပါပြီဖြုတ်လိုက်ပါပြီတဲ့သာနာဘတရားသာသနာ့ဘာလည်းသူတို့ရှင်းနိုင်တာတွေသိကြတယ်နော်မဂ္ဂဗြဟ္မစရိယကျင့်တော်မယ်ဆိုတော့သုံးကစပြီး၄၅ဒါရီမဂ္ဂဗြဟ္မစရိယကျင့်တရားတွေပဲဆိုတာသိနေမဂ္ဂဗြဟ္မစရိယကျင့်ဟူသည်ဘယ်ပေါ်မှာကျင့်ရမှာတော့ခရားလို့မေးဖို့မလိုဘူးလားလိုပါဗျာအဲ့တော့မေးတဲ့အခါကျတော့ခရားဓမ္မတွေခင်ဗျားတို့ပေါ်လာတဲ့ပြိဿသမုပ္ပါပေါ်မှာကျင့်ပါမှန်ပါဘယ်လိုမှားပါလိမ့်ပေါ်လာတဲ့ပြိဿသမုပ္ပါပေါ်မှာကျင့်ပါဩဒါဖြင့်ဗျာပေါ်လာတဲ့ပြိဿသမုပ္ပါမှာမသိတဲ့ပုဂ္ဂိုလ်များဖြင့်ဥက္ကမော၅ပါးမှောက်သေချာမှောက်တာဟုတ်ပါဗျာပေါ်လာတဲ့ပြိဿသမုပ္ပါမှာမသိတဲ့ပုဂ္ဂိုလ်များဖြင့်၅ပါးမှောက်တယ်လို့ဆရာဘုန်းကြီးကလေးစားစွာနဲ့ပြောလိုက်ခြင်းသည်ကိုယ်တဏ္ဍာပေါ်လာတဲ့ဓမ္မမှာကိုယ်မသိတဲ့အထိကိုရောက်နေတယ်မှန်ပါဗျာဘယ်လောက်နဲ့နာသွားအမတန်နဲ့နာတယ်ဆိုတာလည်းဗေဒဓမ္မတွေရိပ်မိကြရဲ့ရိပ်မိပါဘူး။ခိုင်းဒါဖြင့်မဂ္ဂဗြဟ္မစရိယကျင့်ရတော့မယ်ဆိုလို့ရှိရင်ဘယ်ပေါ်မှာကျင့်ရမှာတုံးဆိုတော့ကိုယ်တဏ္ဍာပေါ်လာတဲ့ပြိဿသမုပ္ပါပေါ်မှာကျင့်ရနိုင်မယ်မှန်ပါဗျာ။ဘောင်းလို့ဖြေတတ်ပလားဖြေတတ်ပါဘူး။မဂ္ဂဗြဟ္မစရိယကျင့်ဥပဘယ်ပေါ်မှာကျင့်ရမှာလဲပေါ်လာတဲ့ကိုယ်တဏ္ဍာမှာအခုဖြတ်ရနေပေါ်လာတဲ့ပြိဿသမုပ္ပါပေါ်မှာကျင့်ရနိုင်မယ်မှန်ပါဗျာ။ကိုယ်တဏ္ဍာမှာအခုဖြတ်ကနေပေါ်လာတာနော်ဟိုချုပ်ပြီးတော့ဒီဟောလုံးမနေနဲ့ဟုတ်မှန်ပါပါတစ်သက်လုံးပြိဿသမုပ္ပါဒ်နောက်ကတွေကရှားတွေ့တာတွေမဟုတ်ဘူးမှန်ပါပါရှားတွေ့တာမဟုတ်တာဥစဉ်နဲ့ပဲရှုနေလို့မြင်မမြင်ပါဘူးမမြင်နိုင်တော့ဩဒီချက်ဟာတော်တော်ရေးကြည့်တဲ့ချက်ပါလားဆိုတဲ့ဥစ္စာပေါ်လာတယ်မှန်ပါပါအခုတခါလဲပေါ်လာတဲ့အခုကိုယ်တဏ္ဍာအခုပေါ်လာတဲ့ပြိဿသမုပ္ပါဒ်ဟာအဲ့ဒီအပေါ်မှာမဂ္ဂဗြဟ္မစရိယကျင့်တယ်ကျင့်ပါမှသာဖြင့်ဒကာဓမ္မတို့မဂ္ဂဗြဟ္မစရိယကျင့်ရတယ်အကျင့်မှန်ဖြစ်တော့မှန်ပါဗျာဥပါရင်လွယ်ကူတဲ့အိဗယ်မဟုတ်ဘူးနော်လွယ်ကူတဲ့အိဗယ်မဟုတ်ပါဘူးခိုင်းတာဖြင့်လွယ်ကူတဲ့အိဗယ်မဟုတ်တော့ပြောကြသူတော့ကဲကိုယ်တဏ္ဍာချက်ချင်းပေါ်တဲ့ပြိဿသမုပ္ပါဒ်ဒကာဓမ္မတွေအခုဘုန်းကြီးကတရားဟောနေတယ်ဒကာဓမ္မတွေကြားကြရလားကြားပါဘူးဘယ်ကနေများကြားကြပါလိမ့်များအဲ့ဒါစပေါ်တာပဲအဲ့ဒါစပေါ်တဲ့ကြားစိတ်ကလေးပဲဩပြိဿသမုပ္ပါဒ်ဆိုတာဒကာဓမ္မဒါအင်္ဂပါလာတဲ့ကြားစိတ်လားတဲ့ခုဒီပေါ်ကြမှာယခုဆရာသမားအတန်ကိုကြားမှဖြစ်ပေါ်လာတဲ့ပြိဿသမုပ္ပါဒ်အစဆိုရင်လွယ်ပါမလွယ်ပါဘူးအင်္ဂပါလာတယ်တမများရှိသေးလားမရှိပါဘူးမရှိဘူးတက်ကြရတွေရောပါသေးလားမပါဘူးခိုင်နှုံးကရှိပါရဲ့လားရှိပါဘူးဩယခုခွန်ကြီးကအတန်နဲ့ပြောလိုက်တဲ့အခါကျတော့မှဆရာသမားပြောတဲ့အတန်ကြောင့်ကြားစိတ်ကလေးဓမ္မတွေတန်တန်ပေါ်တယ်မှန်ပါဘူးအဲ့ဒါပြိဿသမုပ္ပါဒ်အစာမှန်ပါဘူးဒါကြောင့်ကြားတဲ့သောတဝိညာဉ်စိတ်ကလေးဥပအောင်လို့ဥက္ကမောင်တို့ပေါ်ပြီဗျာမှန်ပါဘူးဒါဘာအစပါလိမ့်အင်္ဂါရေရှုနေအတိတ်ဖြစ်ကုန်မှာပေါ့မှန်ပါဘူးအင်္ဂါရေရှုအတိတ်ဖြစ်မှာဒီမှာလေကတတုံးဂါရေရှုနေအတိတ်ဖြစ်မယ်အခုချိန်မှပြန်ရှုနေလကားပါပဲတ
ဒါပြန်အခုကြားစိတ်ကလေးဓမ္မတွေဘုန်းကြီးကထပ်ပြန်တယ်ပြောနေတော့နားရင်ကြားစိတ်ကလေးမပေါ်ဘူးလားဟုတ်ပါဘူးဒီကြားစိတ်ကလေးကဒီထဲကဓမ္မတွေဖြစ်လာတာဓမ္မတယောက်ပဲဒါလေးနဲ့သက်ရှင်တယ်ကြားစိတ်ကလေးနဲ့သက်ရှင်တယ်ဟုတ်ပါဘူးတခါဖြစ်နေတခါတယောက်သမှုရိသစ္စာနေပြောလိုက်ပါလေဒါလေးနဲ့သက်ရှင်နေတာဟုတ်ပါဘူးရှင်း납ဗလားရှင်း납ပါကြားစိတ်ကလေးနဲ့ဘာဖြစ်နေကြကြားစိတ်ကလေးတော့ဒီစိတ်သုံးနဲ့သက်ရှင်လာလားလို့မေးတော့မှဒကာဓမ္မတို့စိတ်ဖြစ်လို့ရှိရင်ဖြင့်စေတိတ်ဆိုတဲ့ဝေဒနာတွေကပါပြီးသားပါပါမပါဘူးလားပါပါတဏှာတွေကရောပါပါစေတနာတွေကရောပါပါကြားရုပ်ကလေးရောပါပါလူတွေသွားပြောလို့ကြားမှမကြားပဲကြားရုပ်ကလေးကလည်းသောတာပတ္တရိယဆိုတဲ့ကြားရုပ်ကလေးနဲ့လည်းဥက္ကမောင်တွဲရကြည့်ပါလားမှန်ပါပါဒါဖြင့်ကြားတယ်ဆိုရင်ခန္ဓာ၅ပါးပေါ့မှန်ပါပါကြားတယ်ဆိုရင်မှန်ပါပါဩဒါဖြင့်ဘယ်လိုကြားရပါလဲမတုံးလို့မဲလို့လည်းရှင်းတယ်ခန္ဓာ၅ပါးကကြားမှန်ပါပါဘယ်ဓမ္မတို့ဒီကပြောလိုက်တဲ့အတန်ဘယ်လိုများကြားပါလိမ့်ခန္ဓာ၅ပါးသေးသေးချာချာမှတ်ပါသေးသေးချာချာမှတ်ပါဒီဥစ္စာကိုသမညနာနဲ့သမညဆိုလို့ရှိရင်ဖြင့်ဒီခန္ဓာ၅ပါးဖြတ်ကနေလဲသွားတာကိုဥပသိမှမဟုတ်ဘူးမှန်ပါပါသိနိုင်မလားမသိပါဘူးခန္ဓာ၅ပါးဆိုတဲ့ဥစ္စာတရားဓမ္မတို့ယုံနာ2ပါးဆိုလဲသူပဲနော်မှန်ပါပါခန္ဓာ၅ပါးဆိုလဲသူပါပဲကြားတဲ့ခိုက်တံမှာပေါ်တာခန္ဓာ၅ပါးပါပဲမှန်ပါပါဒါဖြင့်ဒီခန္ဓာ၅ပါးတွေကလည်းဆိုလို့ရှိရင်ဖြင့်ပုဒ္ဓိဝိညာဉ်ပုဒ္ဓိဆိုတာဗိဓိဝိညာဉ်ကိုဆိုတာမဟုတ်ဘူးယခုခါမှပေါ်လာတဲ့သောတာဝိညာဉ်ကိုဆိုတာမှန်ပါဗျာဒီသောတာဝိညာဉ်စိတ်ကလေးကလည်းသူကြည့်ဖြစ်ကောင်းတဲ့တရားမဟုတ်တော့ကြောင့်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်သောတာပတ္တရရုပ်တုနဲ့ဥပခန္ဓာ၅ပါးတစ်ပြိုင်နဲ့ဖြစ်လိုက်မှန်ပါဗျာတပည့်ကြအဲ့တော့ကိုဒါလေးကအခုဆရာဘုန်းကြီးအတန်နဲ့တိုက်ဆိုင်ပြီးတို့နားတဲ့ခန္ဓာ၅ပါးပေါ်လာတယ်နားတဲ့ခန္ဓာဘယ်နှပါးပေါ်မှန်ပါဗျာဓမ္မတွေသိချာမှတ်ပါနားတဲ့ဘာပေါ်ပါလဲဘုက္ကမောင်တို့ခြေနှပ်ဥပါဒေတို့နားတဲ့ဘယ်နှပါးပေါ်ဒါဥပါဒေတယောက်ဘုက္ကမောင်တယောက်မဆိုလိုက်ဘူးဒါဖြင့်ဒီတယောက်ဒီကားလဲဆိုလို့ရှိရင်ဖြင့်တဲ့ဆရာဘုန်းကြီးကဓမ္မတို့မက္ကဗြဟ္မစရိယကျင့်ပါတိုက်ထွန်းလိုက်မက္ကဗြဟ္မစရိယကျင့်ပါလို့ဆိုတော့မက္ကဗြဟ္မစရိယကျင့်ဆိုတာကအခုပေါ်လာတဲ့ပြိဿသမုပ္ပါရှုလို့ပြောတာမှန်ပါဗျာမက္ကဗြဟ္မစရိယကျင့်ဆိုတာဒါပြန်ကနားတဲ့ပြိဿသမုပ္ပါခန္ဓာငါပြိဿသမုပ္ပါဖြစ်တဲ့ပြိဿသမုပ္ပါဆိုတဲ့တရားစပြီး၅ပါးပေါ်တာပဲမှန်ပါဗျာဒါမေ့အောင်မှန်းရတော့မယ်မှန်ပါဗျာဒီတိုင်းဘာလို့ဒါမေ့အောင်မှန်းတဲ့အခါကျတော့ကိုတဲ့မက္ကဗြဟ္မစရိယကျင့်ဆိုတဲ့ဥစ္စာဒကာဓမ္မတို့ဒီကနေပြီးကြတော့ကြားတဲ့စိတ်ကလေးကိုဒကာဓမ္မတွေကကြားပြီးကြားတော့မှလည်းကြားတဲ့စိတ်ကလေးနဲ့ကြားတာပဲဟုတ်လားမှန်ပါနောက်မကြားတော့ဘူးဆိုတော့ကြားတဲ့စိတ်ကလေးဆိုတဲ့ကြားတဲ့ဒကာဖြစ်စီကြားတဲ့ဒကမဖြစ်စီခန္ဓာ၅ပါးကဖြစ်မရှိလို့မကြားဘူးမှန်ပါဗျာဆိုလိုက်ပါလားဆိုလိုက်ပါဗျာဘယ်နဲ့ကြောက်ပါမရှိလို့ဒါဖြင့်ကြားတဲ့ခန္ဓာ၅ပါးဒီမကြားသည့်ဖြစ်သူရောက်သွားပြီလို့ဒီကမဂ္ဂင်၅ပါးနဲ့ခင်ဗျားတို့ရှုမဂ္ဂင်၅ပါးနဲ့ဘာလို့ရှုပါဗျာဒီဥစ္စာမဂ္ဂဗြဟ္မစရိယကျင့်မယ်မှန်ပါဗျာဘုခမောင်ပါတယ်နော်မဂ္ဂဗြဟ္မစရိယကျင့်ပါဗျာကြားတဲ့ခန္ဓာ၅ပါးကြားတဲ့ခန္ဓာ၅ပါးတခါတည်းမကြားတဲ့ဖြစ်သူရောက်သွားတာဒီဘယ်နဲ့ကြောင့်ပါလဲမလို့ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ငါလည်းမပိုင်ငါလည်းမဆိုင်တာနဲ့ဓမ္မသဘောတိုင်းဖြစ်ပြီးဓမ္မသဘောတိုင်းပြောက်မှန်ပါပါဘယ်လိုဆိုကြရောက်သွားတဲ့အခါကျတော့ဖြစ်ပြီးပြသွားတာပဲဆိုတဲ့ထဲရောက်လာမှန်ပါဘယ်လိုရောက်လာပါလဲဖြစ်ပြီးပြသွားတာရောက်ပါဗျာသူကသူတော့ဖြစ်ပြနေတာပဲဒကာဓမ္မတွေရဒကာဓမ္မတွေကမကြည့်လဲသူကသူတော့ဖြစ်ပြနေတာပဲမှန်ပါမဂ္ဂဗြဟ္မစရိယကျင့်ဆိုတာကဖြစ်ပြနေတာလေးကိုလေးလာပေးစမ်းပါဘာဖြစ်နေတယ်သိအောင်မှန်ပါဗျာရှိကဖြစ်ပြနေတာလေးကိုလေးလာပေးစမ်းပါဆိုတာဒကာဓမ္မတို့အလေးအကျင့်လေးလုပ်ပေးစမ်းပါမှန်ပါနားရင်ကြားတဲ့ခန္ဓာ၅ပါးလေးကိုဘာဖြစ်နေတယ်လို့အလေးအကျင့်လုပ်ပေးစမ်းပါဆိုတော့ပြီးတော့ရိမ့်မိပြီဗျာဒီဓမ္မလေးကနားထဲမှာပေါ်ပြီးနားထဲပျောက်ကြောင်းကိုတပည့်တော်အလေးအကျင့်နဲ့လည်းကွာသိပါပြီတပည့်ကြပါဗျာဒါဖြင့်
နားထဲမှာပေါ်နားထဲမှာပျောက်တဲ့ဥစ္စာကိုအလေးအကျင့်မဂ္ဂဗြဟ္မစရိယဒါမြတ်တဲ့အကျင့်ပဲတဲ့ဒကာဓမ္မတို့ရိပ်မိမဂ္ဂဗြဟ္မစရိယအကျင့်ဆိုတာနားထဲမှာခန္ဓာ၅ပါးပေါ်ပြီးနားထဲမှာပဲခန္ဓာ၅ပါးဆုံးရှုံးပြီးကြလားသွားတာတွေကားလဲဆိုလို့ရှိရင်လက်ကျင့်ကြည့်ကြပါမှန်ပါပါလက်ကျင့်ကြည့်လိုက်တဲ့အခါကျတော့ဩဒီကြားတဲ့ခန္ဓာ၅ပါးဥမာတကာဝဖြင့်တကာဝဥက္ကမောင်ဖြင့်ဥက္ကမောင်တယောက်တော်ဖြင့်ဒီနေရာမှာကိုယ့်ဟာကိုမဂ္ဂဗြဟ္မစရိယကျင့်တယ်ဆရာပေးတဲ့မဂ္ဂဗြဟ္မစရိယကျင့်သာသနာတော်ဖြစ်တဲ့ဥပဒနာသမာဓိဋ္ဌိသာသနာတော်ဖြစ်တဲ့ဥပဒနာသမာဓိဋ္ဌိနဲ့ကြည့်လိုက်တဲ့အခါကျတော့မှဩဘာများဖြစ်သွားပါလိမ့်မလို့နားထဲမှာဆိုတော့ခန္ဓာ၅ပါးဖြစ်ပြီခန္ဓာ၅ပါးချုပ်ဘယ်လိုဆိုကြခန္ဓာ၅ပါးဖြစ်ပြီခန္ဓာ၅ပါးချုပ်သွားတယ်အဲ့တော့ဒကာဓမ္မတွေကဒါကဘုန်းကြီးကတော့ပေါင်းပြီးတော့ပြောတာဒကာဓမ္မတွေကတော့မှတ်ကြတော့ဩနားထဲမှာကြားပြီကြားတဲ့သဘောလေးဟာကြားတဲ့စိတ်ကလေးကနားထဲမှာပဲချုပ်သွားတယ်ကြားပြီးတော့မကြားဘဲနေတာဒီပြက်သွားလို့ပဲကြားပြီးတော့မကြားဘဲနေတာပြက်သွားအဲ့ဒီပြက်သွားတာဒီကြားစိတ်ကလေးပြက်သွားတာလားသူနဲ့အဖော်တွေပါရောပြက်သွားတာအဖော်တွေပါရောပြက်သွားတဲ့တွေ့ခန္ဓာဖွဲ့ရတော့ဘယ်နှပါးရှိပါလဲခန္ဓာ၅ပါးဆိုတော့ကြားတဲ့ခန္ဓာ၅ပါးကြားတဲ့ခန္ဓာ၅ပါးဖြင့်မကြားတဲ့ဖြစ်သူရောက်သွားရှာပြီလို့မဆိုနိုင်ဘူးဒါဖြင့်ဖြစ်ပြီးပြသွားတဲ့အိဋ္ဌပေါ်လာပြီပေါ်ပါဘာနဲ့ကြည့်လိုက်ပါလိမ့်မယ်ဆိုတော့မဂ္ဂဗြဟ္မစရိယအကျင့်နဲ့ကြည့်လိုက်ဟုတ်ကဲ့မောင်ဘာနဲ့ကြည့်နောက်ကဓမ္မတွေဘာနဲ့ကြည့်ကြပါလိမ့်မဂ္ဂဗြဟ္မစရိယမဂ္ဂကနိဗ္ဗာန်သို့ရောက်တာဗြဟ္မစရိယကမြတ်တာအကျင့်ကတဲ့ဒကာဓမ္မတို့အမတန်နိဗ္ဗာန်သို့ရောက်တဲ့မြတ်တဲ့အကျင့်မှန်နဲ့ကြည်တာနိဗ္ဗာန်သို့ရောက်တဲ့အမြတ်ဆုံးအကျင့်နဲ့ကြည်တာမှန်ပါပါသဘောပါကြပါပါဒါဖြင့်ဒီလိုကြည့်လိုက်တဲ့အခါကျတော့ဘာဖြစ်ကြုံလို့မဲတဲ့အခါကျတော့ကြည့်လိုက်တဲ့အခါကျတော့မဂ္ဂဗြဟ္မစရိယအကျင့်ဆိုတဲ့မဂ္ဂ၅ပါးကတခါတည်းကိုယ်ခန္ဓာ၅ပါးကြီးတခါတည်းအစောပြောင်းမသာဖြစ်သွားတာမြင်လိုက်ရမှန်ပါပါဘယ်လိုမြင်လိုက်ပါလဲအစောပြောင်းမသာဖြစ်သွားတာမြင်လိုက်ရတယ်ဒကာဓမ္မတို့ကောင်းကောင်းရေးမိကြတယ်အစောပြောင်းမသာဖြစ်သွားတာကိုမြင်လိုက်ရတော့ဒါဖြင့်ဘယ်နဲ့လဲဒါမြင်လိုက်ရပါလိမ့်မလို့ဘယ်ခါမှမြင်မှုတာကြီးယခုထူးထူးခြားခြားမြင်လိုက်ရပါလိမ့်မလဲလို့မဲတဲ့အခါကျတော့မဂ္ဂဗြဟ္မစရိယကျင့်လိုက်လို့မှန်ပါပါတပည့်ကြကြပါဗျာဘယ်လိုကြောက်မှာလဲကောင်းပြီကျင့်လိုက်တော့ကိုယ်သေးကိုဒီနေရာဝင်မွေးဒီနေရာရင်သေတာကိုသိလိုက်မှန်ပါသူများအသေးသူများမွေးတာနဲ့သူများသေတာကိုသိတာလားကိုမွေးပြီးကိုသေတာသိတာကိုမွေးပြီးကိုတိုင်းဆိုတဲ့ဒီစိတ်ကိုမှန်ပါဒါမိမိပဲမိမိဒီပဲနေနေရဖြစ်ပြီးမိမိဒီပဲနေဒီထဲမှာသေတော့မှန်ပါတပည့်ကြဒါဘာအကျင့်ကြောင့်သိပါလိမ့်ကောင်းနေတာဖြင့်မဂ္ဂဗြဟ္မစရိယအကျင့်ကျင့်လိုက်တဲ့အခါကျတော့အနိစ္စမဂ္ဂဘောဖြစ်ဒီလိုယောဂဝေဒနာရောက်ပြီးသေပြန်တယ်ကိုသေးတာကိုသိရလားတကယ်လို့သိမယ်ဆိုလို့ရှိရင်ပြန်ဒကာဓမ္မတို့ကိုယ်လုံးကြီးသူများထမ်းခံမနေဘူးငါထမ်းသွားမယ်ဆိုမှာပေါ့မှန်ပါဗျာသုတ်တန်သွားပြီးပို့မှာပေါ့မှန်ပါဒါဖြင့်ကိုယ်မလဲလဲကိုမသိခဲ့ပါဘူးသိပါဘူးကိုယ်သေးလဲသိပါဘူးအခုမဂ္ဂဗြဟ္မစရိယကျင့်လိုက်တော့မှဘယ်နဲ့ဖြစ်သွားကိုယ်မွေးသိလိုက်နားရမှာကြားစိတ်ကလေးနဲ့ကခန္ဓာဘယ်နှပါလဲဒကာဓမ္မတွေကြည့်လိုက်တော့ခန္ဓာ၅ပါးတော့ပိုးရှိသေးလားမကြတော့ဘူးဆိုတော့ဘယ်နှပါချုပ်ဒါဖြင့်ဘုမြတ်ရွှေဆိုတဲ့နားရမှာပေါ်တဲ့ခန္ဓာ၅ပါးဆမ်းလို့ဆိုရင်လည်းဘုမြတ်ရွှေဆွဲမှန်ပါဘူးဒီဘာဝဆွဲကျင်တာဆွဲမွေးရသေးတာလည်းရှိမှန်ပါဘူးဆွဲတာတော့ဆွဲကျင်ဆွဲတာပေါ့ဗျာမှန်ပါဘူးဆွဲရမယ်ဆိုင်းပုံနောက်ကိုခန္ဓာ၅ပါးကလိုက်ကြလားမလိုက်ပါဘူးခင်ဗျားတို့မြန်တယ်လို့မဲ့တယ်ဥဝါလို့မဲ့တယ်ဥစ္စာပဲမှန်ပါဘူးခင်ဗျားရွှေလို့မဲ့တာပဲဓာတုမေဖေမြန်တယ်လို့မဲ့တယ်တိုင်းခန္ဓာ၅ပါးနေရလားမနေပါဘူးမနေပါဘူးသူကမွေးမဲ့သိမဲ့ဖြစ်မဲ့ပြက်မဲ့ဒီပင်ပါရှိသေးမရှိပါဘူးဖြစ်မဲ့ပြက်မဲ့မှတပါသူ့မှာဘာမှစွန့်ရတတ်တယ်မရှိတဲ့အတွက်သူဒီခ
ဏခဏပဲခမရတို့ကြားလိုက်ခန္ဓာငါးပါးပေါ်လိုက်ပြန်ကြားတဲ့အဆုံးမှာခန္ဓာငါးပါးဘာဖြစ်ပြန်အဲ့ဒါလေးခမရတို့ကမိုက်ကဗြဟ္မစရိယကျင့်တယ်ခုနကကြားတာလေးဘယ်ရောက်ပါလိမ့်မလို့အလေးကျင့်လေးလုပ်ပါတယ်မှန်ပါဗျာတပည့်ကြအလေးကျင့်လေးလုပ်လိုက်တဲ့အခါကျတော့ဩသွားပြီပြက်ပြီသေးပြီဘယ်လိုများသေးပါလိမ့်မလို့ဆိုတော့ခုနကခန္ဓာ၅ပါးသိတယ်မိမိခန္ဓာ၅ပါးကိုမိမိညာနဲ့မြင်လိုက်ရမိမိခန္ဓာ၅ပါးသိတာကိုမိမိညာနဲ့မြင်လိုက်ရဒါဖြင့်ကျတော့ဘုမလူလားမြောက်ဘူးဗျဘုမလူလားမြောက်တဲ့တကယ်တည်းတွေ့ငါတို့ကသူများမွေးတော့မွေးတော့ဆိုတော့အမေကပြောတာမှတ်ထားတယ်မွေးတယ်လည်းကုန်သိတချို့ကြတော့လေသေသွားတော့ဘယ်နှလားရှိပြီလို့ဆိုသူများပြောတာကြားတယ်နဲ့ဘယ်နှလားရှိပြီပြောလိုက်တယ်ဘယ်မွေးတာလဲကိုသေးတာလဲမက္ကဗြဟ္မစရိယကျင့်မကျင့်တဲ့ပုဂ္ဂိုလ်ဟူ၍ဒီမွေးတာလည်းမသိသေတာလည်းမသိနေတာလည်းမသိပါဘူးနေတော့လေယောက်ျားဖြစ်နေမိန်းမဖြစ်နေနေတယ်လို့ပဲထင်လိုက်တယ်အနိစ္စဒုက္ခအနတ္တဖြစ်နေနေပါဘူးဟောတာဖြင့်ဥပအောင်ကြီးသွားပြီဗျာအမွေလည်းမသိဗျာအနေကိုအသေးတယ်ဒါပြန်မသိတဲ့ကလားမသိသလိုနေပြီမသိသလိုသေသွားရှာလူလားကိုမြောက်ဘယ်နဲ့ဆိုကြကြောက်เสียကောင်းရင်တရားဓမ္မတို့လူလားမမြောက်ဖဲနဲ့ခင်ဗျားတို့ကဆယ်နှစ်ကလေးလေးလူเจ้าမမသိခင်သေသွားလို့ကန်နေရှာဒီလိုမဟုတ်သူကတရားဓမ္မတွေဒီလိုဆိုဒီလိုဆိုတယ်ခင်ဗျားတို့ငိုချင်းဖွဲ့ပြီးငိုချင်းငိုကြတော့ဗောသဘောကျလားငိုချင်းဖွဲ့ပြီးပါငိုချင်းမလားအဲ့ဒါလည်းကိုယ်တည်းကိုသိကြပါလားသိပါပါဩဒါဖြင့်ကိုယ်တည်းကိုသိတဲ့ပုဂ္ဂိုလ်ဒီကားလိုက်ရှင်ဖြင့်တရားဓမ္မတို့မက္ကဗြဟ္မစရိယကျင့်တဲ့ပုဂ္ဂိုလ်များသည်ခဏခဏသေးတာကိုခဏခဏပဲသူသိတော့မှာပဲမှန်ပါဗျာသူကမှမနဲ့ဆိုခဏခဏသေးတာခဏခဏသိရတော့ဩဒီဥစ္စာကြီးဒီကားလို့ရှင်ဘာတော့အောင်းမင်းနေတဲ့လူပြေဆိုတာလူစည်းစိမ်ကိုခေါ်ကြနတ်ပြေဖြစ်နေဒီခန္ဓာ၅ပါးနတ်စည်းစိမ်ခေါ်ကြမှန်ပါဗျာဗြဟ္မာပြေကြတယ်ဗြဟ္မာစည်းစိမ်ခေါ်ကြမှန်ပါဗျာဗြဟ္မာကဗြဟ္မာစရိယကျင့်တယ်ကျင့်ပြီးသေသေးချာချာကိုယ်ဝိညာဉ်နဲ့ကြည့်လိုက်တဲ့အခါကျတော့စည်းစိမ်လားတဲ့ဒုက္ခရောက်တာကြီးတွေ့နေရတာမှန်ပါဗျာဘောကြဗလားဘာတွေတွေ့ရပါဒုက္ခတွေ့ရပါဒါဖြင့်ဒီဥစ္စာဘာသစ္စာဖွဲ့ကြဒုက္ခသိတာလေးဘာခေါ်ကြဒါဖြင့်မက္ကဗြဟ္မစရိယကျင့်မှန်ပြီမှန်ပြီဥက္ကမောင်ကြီးမက္ကဗြဟ္မစရိယကျင့်မှန်ပြီဘူးလားဒါဖြင့်ဒကာဓမ္မတို့အဲ့ဒီကြလာတော့မှဩအနိစ္စဒုက္ခသစ္စာပါအနိစ္စဆိုလည်းဖြစ်ပြီးဖြစ်တာဒုက္ခသစ္စာဆိုလည်းငွေတာလည်းမကြသေတာလည်းမကြတဲ့ဒုက္ခဒါဖြင့်ဒကာဓမ္မတို့ဝိရထားတဲ့နားတယ်ပေါ်တဲ့ခန္ဓာ၅ပါးလျှာပေါ်ပေါ်တဲ့ခန္ဓာ၅ပါးတကူကိုယ်ပေါ်မှာပေါ်တဲ့ခန္ဓာ၅ပါးဝန်းနဲ့ပေါ်တဲ့ခန္ဓာ၅ပါးဟာဘာတွေပါလိမ့်မလို့မက္ကဗြဟ္မစရိယကျင့်တယ်ဥပါဒ်တို့ကြည့်လိုက်တဲ့အခါကျတော့မှတပည့်တော်တကူလုံးဘယ်နေရာခန္ဓာ၅ပါးဖြတ်ခနဲ့ပေါ်ဒီနေရာပေါ်ဒီနေရာသေးတဲ့ဒုက္ခသစ္စာသက်ပါလားဖေဟာလို့ခင်ဗျားတို့အခုဖြောင်းနေမှန်ပါဗျာမလျှောက်နိုင်ဘူးလားမှန်ပါဗျာဓမ္မကဗြဟ္မစရိယကျင့်တယ်ကြည့်မှာနော်မှန်ပါဗျာတခြားနဲ့ကြည့်လို့ရပါမရပါဘူးဒါဖြင့်တရားဓမ္မတို့မက္ကဗြဟ္မစရိယကျင့်လိုက်တဲ့ကျင့်လုံးလေးဟာဥက္ကမောင်ကြီးသံဃာကိုပြတ်ထွက်မှန်ပါဗျာဒါဖြင့်သံဃာပြတ်တယ်ဆိုတော့ရှင်ဗျာအမှန်ဖို့တန်သွားပါဘောလားတပည့်တို့ဘယ်လိုများပြတ်သွားပါလိမ့်မလို့ဆိုတော့ဒီမက္ကဗြဟ္မစရိယကျင့်ဆိုတဲ့မက္က၅ပါးသမာဓိသမာသင်္ကပ္ပသမာဝါမသမာဓိသမာသမာဓိဆိုတဲ့မက္ကဗြဟ္မစရိယကျင့်ကိုဥပအောင်ကမကျင့်ဘူးဆိုကြပါလို့မကျင့်ဘူးဆိုတော့ဒီတန်းခန္ဓာ၅ပါးဝေဒနာကဥသိနေပြီဝေဒနာပြည့်เสียတဏှာပြည့်เสียဥပါဒနာပြည့်เสียကာမဘောဆိုတော့ဒါကမက္ကဗြဟ္မစရိယကျင့်မကျင့်လိုက်တာဒါခါတည်းဒကာဓမ္မတို့တဏှာဥပါဒံကံဆိုတဲ့အမိတ်တရား၃ခုပေါ်လာမှန်ပါပါမက္ကဗြဟ္မစရိယကျင့်မဝင်လိုက်တာနဲ့အမိတ်တရား၃ခုပေါ်လာပေါ်လာဘူးလားပေါ်ပါဘူးတဏှာဒီကဘယ်နဲ့ကြောင့်ဒါရှင်းရပါဦးခန္ဓာ၅ပါးကြီးသေသွားတာကို
မက္ခဗြဟ္မစရိယကျင့်တယ်မကျင့်လိုက်မိတာနဲ့မကြည့်လိုက်မိတာနဲ့ဝေဒနာကဝေဒနာပစ္စယတဏှာလောက်သွားတာမလောက်ဘူးတဏှာပစ္စယဥပါဒနာပစ္စယဩဒါဖြင့်ဒီမှာကံဒီဘဝကံကုန်ကြပါစေတရားဓမ္မကံကုန်တော့သိကြတယ်နော်ကံကုန်တော့သိကြတဲ့အခါကျတော့ဟောဒီမှာအပယ်လေးပါးလာတော့မလာပြီဘူးလေပါလာတော့ပယ်လေးပါးဘာဖြစ်လို့ပယ်လေးပါးလာပါလဲမတို့ပယ်လေးပါးဒုက္ခသစ္စာကြီးပဲဆက်ပြီးလာပါလိမ့်မလဲလို့ဥက္ကမောင်တို့မေးရင်ဥစ္စာရင်တို့မေးရင်မနဲ့ဖြစ်ပါနဲ့မက္ခဗြဟ္မစရိယအကျင့်မကျင့်မကျင့်တဲ့အတွက်တရားဓမ္မတို့ပရိစ္ဆေသမုပ္ပါအနာဂတ်အကြောင်းသုံးခုပေါ်လာပြီးအနာဂတ်ကျိုးဒုက္ခသစ္စာကြီးကကိုယ်ပိုင်ရမရဘူးလားရပါဗျာသိကြောက်เสียကောင်းပါလားတရားဓမ္မတို့အခုစိတ်နဲ့ရွှေနဲ့တိုင်းနဲ့ဓာတ်နဲ့ကားနဲ့အမျိုးမျိုးနေရတော့သေပြောပြီးမြဲမအောင်မလိုက်ပါနဲ့မှန်ပါဗျာသေပြောပြီးတော့မအောင်မလိုက်ပါနဲ့မက္ခဗြဟ္မစရိယမကျင့်ရသေးလို့ရှင်ဟေ့ယာယီဟေ့မင်းပဲသွားလိမ့်မယ်မစွန်နိုင်ဘူးလားစွန်နိုင်ပါဗျာဒုက္ခမောင်ယာယီပြနော်မှန်ပါဗျာယာယီဆိုတဲ့ဥစ္စာခင်ဗျားတို့ရိပ်မိပါလိမ့်မယ်ယာယီဆိုတဲ့ဥစ္စာတွေကလည်းဆိုမနှက်ဆောက်ထားတာဘယ်နဲ့ခေါ်ကြယာယီဆိုတာမျိုးကခိုင်မြဲတာပါရလားမှန်ပါဘူးခေါ်ကြဟိုကနေပြီးဒီဇင်လေးနဲ့ဂျိတ်ကလေးနဲ့ဟိုကနေဆွဲကြဒီကနေဆွဲချလေလေးတာဟိုကနေလန်သွားဒီကနေပဲ့သွားအဲ့ဒီတိုင်းသာခုနေရတာယာယီတော့မှတ်ပါမှန်ပါဘူးမေဃဗြဟ္မစရိယအကျင့်မကျင့်ရင်ယာယီပါဗျာသဘောကျအဲ့တော့ယာယီကိုခမည်းတော်ကဩတော်သေးရဲ့လို့လုံးနေတယ်မှန်ပါဗျာဘာအောင်ယာယီကိုပဲနဲ့ဒီယာယီကလဲတော့မယ်တဏှာဥပါဒံကံပြီးရင်ဟိုဘက်ကံကုန်ရင်ဘာဖြစ်မှထင်တော့အပေဇာတိဆိုတာမရဏမလာပဲဘူးလားအပေဇာတိဆိုတာမရဏလာလို့ရှိရင်ဒီယာယီကုန်သွားပြီယာယီကုန်သွားတဲ့အတွက်တခါတည်းဓမ္မတို့ယာယီပြက်ပြီးတခါလားဒုက္ခကြီးလှလာတွေ့နေပါဗောလားမစွနိုင်ဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့အိမ်ပြန်ပြီးကသွားကြတဲ့ခါကိုသားနဲ့ကိုသမီးနဲ့ကိုအိမ်နဲ့ကိုရာနဲ့ကိုတက်ကိုရွှေနဲ့နေကြတဲ့ခါကျတော့ဩဘာတွေပါလိမ့်မလို့ကဲခက်ကြပါဦးမှန်ပါဗျာဥက္ကမောကဲခက်တတ်ဗျာမှန်ပါဗျာဘယ်လိုခန့်ယာယီပါဗျာယာယီတွေပဲဒီယာယီတွေကလည်းတရားဓမ္မတို့မမရသေးသေးခိုင်မြဲပြီလို့သမတ္တနေတာဓမ္မလို့ဆိုနိုင်မလားဆိုနိုင်ပါဘူးမဆိုနိုင်သေးဘူးတဲ့ဓမ္မတို့သမတ္တဒီနေတာဓမ္မဆိုတော့မဖောက်မပြန်နဲ့ပဲနဲ့မြဲတာကမေဃဗြဟ္မစရိယကျင့်ပါလေမှန်ပါဗျာသဘောကျမေဃဗြဟ္မစရိယကျင့်ထားမြောက်မှသာလေယာယီမဟုတ်ဘူးတဲ့ခိုင်မြဲတဲ့ဖြစ်ဆိုရောက်ပါတယ်မှန်ပါဗျာအဲ့ဒါကြောင့်ကိုယ်ဖြစ်ကလေးနဲ့ကိုတင်းတိမ်ပြီးကြတယ်ကိုသားနဲ့ကိုသမီးနဲ့သားသမီးကလည်းလိမ့်လိမ့်ပါပါပစ္စည်းကလည်းများချွေရန်လေးတွေကလည်းပေါ်စိတ်ကြိုက်ကိုပါလေးနေရတယ်ဆိုတော်တော့ပြီသေပြောပြီလူများအောင်းမြင်နေလိုက်ကဘာမှမဟုတ်ဘူးလို့ဆုံးဖြတ်ချပါဥပရိမေဗျာကြီးဟာဒကာမတို့တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပြီးတဲ့ကာလနေတာယာယီဖြစ်နေတော့ဖြားဆိုကံနဲ့ကုန်နောက်ရှိဖို့လို့သွားဖြစ်မှန်ပါပါကံကုန်ပြီပါလေရနောက်ရှိဖို့လို့သွားအဲ့ဒါဘယ်နဲ့ကြောင့်နောက်ရှိဖို့လို့ကြအောင်ပဲဇံမျောရပါလိမ့်မလဲလို့အမေထုတ်ဖို့လိုတယ်ကဲခင်ဗျားတို့ဖြေဆွတ်တော့မေဃဗြဟ္မစရိယကျင့်မကျင့်လိုက်တဲ့အတွက်မိဖုရားကြီးနဲ့နောက်ရှိဖို့လို့ဟာအတော်ဝေးတယ်ဝိဝင်ဝေးများတယ်လေသူကိုယ်တိုင်ကကျုပ်ဟာဥပရိမိဖုရားကြီးပါလို့ဖော်ပြောမှန်ပါဗျာမပြောဘူးလားမှန်ပါဗျာအဲ့ဒါကြောင့်ခင်ဗျားတို့အခုနေတဲ့အရေးဟာဘာမှမဟုတ်ဘူးယာယီလို့မှတ်ပြီးမေဃဗြဟ္မစရိယအောင်မြင်မှသာဖြင့်ခိုင်မြဲတဲ့နိဗ္ဗာန်ရတော့မှန်ပါဗျာအကြောင်းခိုင်မှဥက္ကမောအကျိုးခိုင်မှန်ပါဗျာအကြောင်းမေဃဗြဟ္မစရိယကဘုရားကသမတ္တနေတာဓမ္မမဖောက်ပြန်မင်းနဲ့မြဲတယ်ကွာမှန်ပါဗျာအဲ့ဒါကြောင့်မဖောက်ပြန်နဲ့မြဲမှသာလေမဖောက်ပြန်တဲ့အကျိုးပေးကိုယ်ပိုင်ရမှန်ပါသဘောပါကြမှန်ပါဗျာဒါရင်ဘုန်းကြီးတို့ဓမ္မတွေအခုပြုံးနေတာဘုန်းကြီးတို့ပြန်သနာเสียပေါ့မှန်ပါဗျာဥက္ကမောကြီးတို့ပြုံးနေတာဘယ်နဲ့ဆိုပါမှန်ပါဗျာဘာပြုံးနေတာတော့မေးတော့မန်းတဲ့ကလေးကြည့်ပြုံးမှန်ပါဗျာဟွာကောင်မကြသေးဘူးပေါ့ဗျာလေချမ်းနဲ့တွေ့လိုက်ရင်မန်းနေပါခိုင်းပါဘုလုံးတိုင်ဆိုင်ထားတာမြေထဲမှာ6လက်မ10လက်မလောက်ရှိတကယ်လေချမ်းတဲ့တွေကဥဒ္ဒတော်ပဲနေပါယာယီကိုဗျာသဘောကျခင်ဗျားတွေဥပ္ပစေကဥပ္ပကာရကကံတွေကနောက်ကလိုက်နေတယ်အဲ့ဒီလေချမ်းနေတိုက်ဆိုင်တော့ဝုန်းနဲ့ပြုတ်ပြုတ်ပါပြုတ်ပြီးကြလားဟိုနော်ကြီးဘုရားဇတ်သွားခင်းနေခဏဖ
ခွေးပြတဲ့ဇက်ကောခင်းရင်ခင်းလိုက်ဘယ်နဲ့ကြောင့်ဒီဇက်တွေကအမြန်ခင်းနိုင်ပါလိမ့်မလို့မမဲထုတ်ကြစမ်းပါဒါဖြင့်ကျွတ်တို့အားကိုရကိုးစားရမက္ခင်ဖောင်ကြီးဆိုတာခုမှသိချပေါ်လာမက္ကဗြဟ္မစရိယကျင့်မှသာရင်တို့အေးရဖြင့်ပြီးတော့မှာပါလားတပည့်ရည်ဖြင့်ဘေးချိတ်ကိုအချိန်ရောက်ပါဘောလားလို့ခင်ဗျားတို့ပေရှာစိတ်ကူးစဉ်းစားဖို့ကောင်းတပည့်အလုပ်တွေပါလားဘေးချိတ်ကိုကောင်းပြီခင်ဗျားတို့ဘေးမချိတ်ဘူးလွယ်ထားတာကအတော်ဆိုးနေတယ်ဘေးချိတ်ဆိုတော့ခရံသွားချိတ်ရဟုတ်လားအခုတော့ဟိုဘက်ဒီဘက်ဟိုဘက်ကုန်းကလွယ်ဒီဘက်ကုန်းကလွယ်နေဆိုတော့ကလေးနှစ်ယောက်ပွေးတယ်လို့ဖြစ်နေတယ်ဘယ်သုံးကြလိုက်ရှိတယ်ဘောပါဗလားဘေးရှိရမယ်လို့ပွေးထားလို့ရှိရင်ဖြင့်သိကျင်လို့သိကျင်တော့သာမှတ်ပြီတော့မဆိုရဘူးလားဆိုရဒါဖြင့်ဒကာဓမ္မတို့အနာကုတဲ့အခါကျတော့ခင်ဗျားတို့နောက်မပေါ်အောင်ကုတတ်တဲ့ဆရာကိုခင်ဗျားတို့ဆေးကိုအလိုရှိသလားရာဤလေးကြောက်တဲ့ဆေးကိုလိုရှိသလားလို့မဲလို့ရှိရင်ဖြင့်ငွေကုန်ရင်ကုန်မှဒီဆရာအနာစသိမ့်တာကောင်းပါမလားဘူးလားဒီမလားခင်ဗျားတို့ဒီကားလို့ဆိုလို့ရှိရင်ဖြင့်အနာစသိမ့်တဲ့အလောက်ကဖြင့်မက္ကဗြဟ္မစရိယမက္ကဗြဟ္မစရိယမှာတွေ့တော့မှမပေါက်ဘူးခန္ဓာနာဘယ်တော့ပေါက်သေးလဲမပေါက်ပါဘူးခန္ဓာနာဘယ်တော့မှမပေါက်တဲ့ဥစ္စာမက္ကဗြဟ္မစရိယကျင့်ခြင်းမှာဒီအကျင့်ကိုတော့မကျင့်ကြပါဘူးနောက်ဒုက္ခရေးပင်ကြောက်လာကြီးရဲ့အိုကြောက်မနေနဲ့ခင်ဗျာမလို့ကျင်တာဥဒိခင်ဗျာပစ္စည်းဖြစ်လိမ့်မယ်ရိမ့်နေဗလားအာမငယ်နဲ့ဘုကမောင်မလို့ကျင်တာဥဒိဘုရုပစ္စည်းဖြစ်ရမြေကြကြရလဲရင်ထုเสียကြမ်းခုံเสียဘုပစ္စည်းကြီးပဲသဘောကျကြအဲ့ဒါဘာကြောင့်တုံးလို့မေးဒါပေမဲ့ယနေ့တရားမှာလူလိမ္မာဖြစ်ခြင်းဖြင့်အမောင်တွေကလာ냐ဆိုလဲအလင်းတဲ့ကိုနေမိတဲ့အတွက်အလင်းဖြစ်တဲ့နိဗ္ဗာန်ကိုရကြမှာပဲမက္ကဗြဟ္မစရိယကျင့်ခြင်းမှနော်ဒီပြင်သမာဓိဋ္ဌိနဲ့တော့ဥက္ကမောင်တို့ဥပအောင်တို့ဝေးသေးမှန်ပါဘူးသူကသာသနာ့တွင်းကိုမှန်ပါဘူးဥစ္စာရင်ပါတော့အဲ့ဒါသာသနာ့တွင်းကျုံနေတဲ့ပုဂ္ဂိုလ်ကဒီဃာရမတွေကဘယ်ခါမဆိုလှုပ်ရှားနေရတဲ့30ပုံကြီးမှာဘယ်ခါမဆိုခွေးတောင်အစာရှာစားနေတဲ့အလုပ်ကြီးတစ်ခုကိုမလုံးမဖြစ်လို့လုံနေရတယ်ဆိုတော့မလုံးမဖြစ်တာကအမှန်တန်ရှားတဲ့အလုပ်ကမက္ကဗြဟ္မစရိယအလုပ်သမင်းရှာစားတဲ့အလုပ်ကခင်ဗျားတို့အားလုံးက30ပုံသားတွေအလုပ်အဲ့ဒါတပည့်တို့ကလည်းအလုပ်တွေကရှုံလုံးလို့ရှုံနေရိပ်ပြီလားရှုံနေဒါဘယ်ခါမှမအားတဲ့အလုပ်ကြီးကိုရှုပ်တယ်လို့ပြောနေတယ်သဘောပါကြဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေမကြုံဘူးကြုံထူးတဲ့အလုပ်ကိုသာလေခင်ဗျားတို့အရမိဖမ်းရမယ်ရိုးရအလုပ်ကြီးတစ်ခုကိုမပြီးနိုင်တဲ့အလုပ်ကြီးကိုမလုပ်ပါနဲ့တော့ဘုရားမောင်ဘယ်လိုတန်းရဲ့မပြီးနိုင်တဲ့အလုပ်မပြီးနိုင်တဲ့အလုပ်ဆိုတာခင်ဗျားတို့ချက်တဲ့ဓမ္မဥပဒေသာကြည့်တော့မနဲ့တခါဆဲပြီးတော့ညနေကြတော့ဘာလို့ရချက်ပြီးတခါဘာလို့ရဆဲပြီးတခါတော့မနဲ့ကြတော့တခါဘာလို့ရဆဲဦးပြဆဲအောင်မှာပဲဟုတ်ဘူးလားဘယ်တော့ပြီးမှာလဲမပြီးပါဘူးဒါရင်မပြီးနိုင်တဲ့လို့ကိုမအားလို့ဒကာဓမ္မတွေကများဆင်ခြင်လဲလို့ရှိရင်မပြီးအောင်လည်းလုပ်နေသေးတယ်မအားလို့လည်းပြောသေးတယ်သူကပြီးခြင်းမရပါဘူးဒိဗ္ဗကဒီမရဘူးလားဒါဖြင့်ဒီလောက်ယူတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ဖြင့်ဥပါရင်အတော်ခင်းသွားဘူးလားမင်းတို့ဘာလုံးနေတာတော့ခင်ဗျားတို့ယောက်ျားတွေကမေးဘူးလားဘယ်နဲ့မေးကြယူရမပြီးတာလုံးနေတယ်လို့ပြောဖို့သိကောင်းကောင်းပြီဒါဖြင့်ဒကာဓမ္မတို့မပြီးတာကဘယ်တော့မှမပြီးတဲ့အလုပ်ဒီခန္ဓာရှိနေတဲ့ကာလပတ်လုံးအမြဲတမ်းစားဖြစ်နေတောင်းနေမှာပဲမှန်ပါပါဒီခန္ဓာရှိနေပါဇက်ကတောင်းလိုက်ဒီမှာဆာလာပြီဟုတ်ဘူးလားပါဇက်ကတောင်းလိုက်နားရလဲစိန်လေးရွှေလေးတောင်းလိုက်တောင်းကဘယ်နှခုပါ6ယောက်6ပါဗျာခင်ဗျားတို့ခန္ဓာထဲမှာတောင်းကဘယ်နှယောက်ပါအဲ့ဒီ6ယောက်ကိုတယောက်ထဲကနေပြီးဒီကလာခင်တဲ့လူတယောက်ထဲကနေပြီးခွန်ဆက်နေရတော့
ဘယ်တော့မှအားမှာမဟုတ်ပါဘူးအားရမြင်သေးလားမြင်ပါဘူးတောင်းရနေတဲ့လူက6ယောက်ပေးမဲ့လူကလက်မလဲဘူးရိပ်ပြီလားလက်လဲရမြင်သေးရလားအမလေးတကားတော့အတော်သိခံနိုင်လို့ခင်ဗျားတို့တော်လေးနော်သဘောကျလားအတော်ဆိုးနေလို့ဒီအိဗယ်ရှင်းပေးပါလေစဉ်းစားကြည့်ပါဒကာဓမ္မတို့ပါဇက်ပေါက်ကတောင်းတယ်တဲ့တော်ကြကြလို့ရှင်သမင်းတောင်းမြန်ပြီလက်ဖေးရခါတောင်းမြန်ပြီချိုးတောင်းမြန်ပြီတောင်းမလားတောင်းပါပါဇက်ပေါက်ကြီးမဲအလုံးလုံးနေရမလားဆိုပြီးဒီကလာကျင်းကြီးစွန့်ကျင်တဲ့ပေါက်ကငါလိုက်ပို့ဦးမှန်ပါပါမင်းဟိုရခွန်ဆက်နေတယ်ငါခွန်မဆက်ဘူးငါခိုင်းတယ်တော့မလုပ်ဘူးလားလို့သူကမှမှန်လိုက်သေးကျွန်တော်မျိုးပြီးတော့ကြကြပြေးရမပြေးရဘူးလားအားရရလားအဲ့ဒီကပြန်လာတဲ့ခါကျတော့ရှင်ခန္ဓာကိုယ်ကြီးအိုက်တလေးပူတလေးဆိုရတဲ့ရက်ခတ်များပူစော်လိုက်ရပြီမှန်ပါပါအားရရလားအဲ့ဒီရက်ခတ်လေးအေးကလေးရှိသေးတယ်တဲ့သာဝတ္တဖို့အရှာထွက်ဆိုပြီးကာလမနောဘောက်ကနေခိုင်းညံမှန်ပါပါဘယ်နဲ့လဲရက်ကလေးရှာပြီးကြပြပြေးရတယ်မှန်ပါဥက္ကမောင်ရေခြေချင်းပြေးရတယ်နှေးရတယ်ကားနဲ့ပြေးရသေးတယ်ပြေးရဘူးလားသရမကဘယ်နှယောက်ရှိအဲ့ဒါသရမကရဲ့ကိုအခွန်ဆက်နေတယ်လို့ဘယ်နှယောက်တော့ပြေးပါလိမ့်မယ်အမောဆိုင်ပြီးပြေးလိမ့်မယ်စိတ်တချတကယ်တဲ့အမောဆိုင်ပြေးဘူးလားဒီမောဆိုင်သေးလို့ရှိရင်သေခြင်းတော့မသေခြင်းလို့လားသေခြင်းလို့ပါဒါပြန်မသာဖိတ်လို့ရှိရင်သေခြင်းမသာလို့တော့ဖိတ်ကြမှန်ပါပါရိပ်မိဗလားအမတမဆိုးဘူးလားအဲ့ဒါတရားဓမ္မတွေကမရိပ်မိလို့ဖော်ပြောနေမှန်ပါပါခင်ဗျားတို့နှိမ့်ဆက်နေတဲ့နမြဲတမ်းတောင်းနေတဲ့သူတော်စားဟုတ်လားဘယ်နှစ်ယောက်ရှိ6ယောက်ရှိနော်ဘယ်လောက်ကြာတော့သူတို့တောင်းတာမရနိုင်ပါဘူးမရတဲ့ဒီဘဝလည်းမရနိုင်ပါဘူးအချိန်မှမရနိုင်ဘူးမရနိုင်တဲ့ဥစ္စာကိုမပေးသွားတော့ဒီလိုမျိုးဆိုဘူးကြရဲ့ဒီပြင်ခင်ဗျားတို့အမြင်နဲ့ရောင်းစားကြတာခင်ဗျားတို့ကသွားမနေ့ကပေးပြီးဒီနေ့လာရမန်းတိလေလာလေးလေးရမန်းတိလေလာလေးလေးနဲ့ခင်ဗျားတို့ကတော်တော့ကိုမြင်သားကအတော်ဆိုးပလိုက်ဒီခန္ဓာကိုယ်ကြီးကြတော့မြင်သားဆိုးရလားမပြုံးမြပြီကြလားကိုယ့်အကူများနှိမ့်များပေးနေလိုက်သေးဘယ်နေရာများနာပါလိမ့်ဘယ်နေရာလေးအောက်ပါလိမ့်ဒီနေရာလေးထောက်ပြလိုက်တယ်လည်းပူဇော်ချက်ကောင်းရင်းနေဗလားအဲ့ဒါခင်ဗျားတို့ဒီကားတဲ့ဆင်နှိမ့်ဆက်တာကိုမသိတဲ့အတွက်ပူဇော်ကဲနေတာသဘောကျဘာမသိလဲနှိမ့်ဆက်တာမသိတော့ဘာဖြစ်အမလေးဖယားမဟုတ်ဘူးဗျစကြစဉ်းစားရတယ်ဖယားမဟုတ်ဘူးရိပ်ပြီလားကောင်းပြီဒါဖြင့်ဓမ္မတို့ဒါဖြင့်ဒီကျွန်စင်းကလွတ်ကင်းဖို့ရရေးသူ့ကိုယ်သာဒီလိုပူဇော်ပတ်တာရင်းနဲ့ဒီရံက6ယောက်ကိုအလိုမပြည့်ဘင်းနဲ့နောက်ဆုံးမိတနေ့သူကခေါင်းနဲ့ဝင်လဲဦးမယ်မှန်ပါပါဝင်လို့လားဝင်ပါပါသူအလိုပြည့်ရလားမပြည့်ဘူးတဲ့မင်းမျက်လုံးပေါက်တာကုတယ်နားပေါက်တာကုတယ်ကိုယ်ပေါက်ဆိုတဲ့ဝေဒနာဓာတ်တွေကိုတော့မင်္ဂယုမဆိုင်ဘူးဆိုပြီးငါခေါင်းနဲ့ပြေးမယ်ဆိုတော့ပြေးတာပဲမှန်ပါပါကိုယ်ပေါက်ကနေဝေဒနာနဲ့ပဲကိုနာပေါက်ပြီးသေးလိုက်မသေးလိုက်ဘူးလားနှလုံးသားဖြစ်ပြီးဒီကလာမနှောပေါက်ကနေခေါင်းတော့ဝင်လိုက်ဒီလိုနဲ့လာရင်တစ်သက်လုံးနဲ့ခင်ဗျားတို့အမောဆိုင်အောင်လည်းပြုတ်ခဲ့ရသေးရဲ့နောက်ဆုံးမိကြတာခင်ဗျားတို့ခြေကန်ထွက်တာထွက်ဘူးလားထွက်ဘယ်လောက်မကောင်းတာကြီးများခင်ဗျားတို့ကိုတက်အောင်ပေါင်းနိုင်တာဖြင့်တကယ်ပါရမီရှင်တွေပါမဆိုးနိုင်ဘူးလို့ဆိုနေရိပ်မိလားအမလေးတရားဓမ္မတွေမနှဲဖော်ပြောမှရိပ်မိမရှိတော့မှဥဝရေရိပ်မိရလားအဲ့ဒါလည်းဒီကရှိခင်ဗျားတို့ရံဖြစ်တတ်ပလားဖြစ်တတ်ပါဘယ်လိုနဲ့ရံဖြစ်ရမှာခန္ဓာကိုယ်နဲ့ရံဖြစ်ရခန္ဓာကိုယ်ကသေချာစဉ်းစားကြည့်ပါခင်ဗျားတို့ပေးလေသမျှဒုက္ခကြီးမှာနားပေးတာရောနှာခေါင်းကပေးတာနှာခေါင်းကနှက်ထွက်လာတယ်ဆိုလို့ရှိရင်ပဲဒကာဓမ္မတို့ခင်ဗျားတို့ကလူကြည့်မကောင်းတာနဲ့ပဲတုတ်ပေးရမှန်ပါပါနှာခေါင်းပေးတဲ့ဒုက္ခလည်းမနှဲတော့သူကမောဝဲကြခြင်းမှရှိခြင်းပါတယ်ဆိုလို့ဈေးတော့ဝယ်ရတယ်လေမနှဲတော့ပါဇက်ပေါက်ကဆိုတာတော့ငွေပေါင်းပေါက်ကုန်မြဘူးစီရီကြီးဆိုတဲနိုင်တယ်နော်ခင်ဗျားတို့သူ့ကမကြိုးကထားမယ်လို့မတဲနိုင်ဘူးတဲနိုင်လားတဲနိုင်တယ်တော့ကလည်းစီရီကျသူ့ကြီးညိုလို့ပေါ့ဗျာဒီလိုပဲကသေချာရောက်နေတာမရောက်ဘူးလားရောက်ဒါဖြင့်ဓမ္မတွေဒီပြစ်တွေမသိရင်မဲကပြမစရိယအချင်းရှင်းမြင်မှာမဟုတ်ဘူးရှင်းမြင်ပါဘူးမြတ်ရှိဒီပြစ်တွေမသိရင်
ဒါရီဟာဒုက္ခသစ္စာဆိုပြီးကြလားဒုက္ခလည်းဟုတ်ပါတယ်သစ္စာလည်းမှန်ပါတယ်သူခင်တဲ့ပုဂ္ဂိုလ်အမြဲတမ်းနှိမ့်ဆက်ပါတယ်ဆိုတာသိအောင်လို့ဒီလေးပဲခေါ်ပြောမှန်ပါဗျာတပည့်ကြသူကဘာသစ္စာတော့ဒီဘက်ခန္ဓာ၅ပါးလေအဲ့ဒီဒုက္ခသစ္စာကြီးခင်ဗျားတို့ကသူ့နောက်ကနေပြီးတဏှာတဲ့သူခင်တဲ့တဏှာမှန်ပါဗျာသူ့ဆွဲလန်းတဲ့သူ့ကိုခြေပွေ့ပြီးဒီကလာဟိုသွားခြင်းဒီသွားခြင်းဆိုတဲ့ကာယကအမလေးခင်ဗျားတို့ကြီးညိုဣတဲ့ဒီသုံးခုနဲ့မှန်ပါဘယ်လိုပေါ့ဒီလုံးမပေါ်လာတာကြီးညိုလုံးပေါ်လာတာဘာပေါ်လာတာထင်လဲဖြတ်လုံးဆိုကြမလားမေဃဇမစရိယအကျင့်ကတော့ကဲမင်းကဒုက္ခသစ္စာပဲဆိုပြီးမေဃနာပါဝင်လာမလာဘူးလားကြီးညိုတာလားသူ့ကိုမင်းနဲ့ဥစ္စာခွဲမယ်လို့ပြောတာလားဥစ္စာခွဲတော့မယ်လို့ပြောတဲ့တရားမှသာတယ်ခမည်းတော်ကျွန်တော်ကလွတ်တော့မယ်နမောရင်လွတ်เสียအချက်လက်ကွမြင်သေးရဲ့မမြင်ပါဘူးဗျာဒါအဖြစ်ဘုန်းကြီးတို့ဓမ္မတွေဒီဆရာဘုန်းကြီးနဲ့လည်းတွေ့ပြန်တယ်ကိုကျိုးနဲ့တဲ့အလုပ်တွေကြီးပဲအားကြနေကြမယ်ဆိုလို့ရှိရင်မေဃဗြဟ္မစရိယအကျင့်ဥက္ကမမပါတော့ဘူးမပါလို့ရှိရင်ဖြင့်ဒီတော်သား6ယောက်ကိုအခွန်ဆက်ပြီးဒီကလာနေရလဲနေပြီးဒီကလာသူကခြေနဲ့ကန်ထုတ်ပြီးဒီကလာကဲငါခေါင်းနဲ့ဝင်တော့မမဆက်တယ်အလကားပဲဆိုပြီးဒီကလာသူခေါင်းနဲ့သာဝင်တော့တဘောကြဘယ်လောက်ဆိုလို့ဆိုပါဘူးနောက်ဘဝကြရတာခင်ဗျားတို့ကချော့ပြန်ပြီယောက်ျားလေးဖြစ်လာလဲယောက်ျားခန္ဓာကိုပူဇော်ပတ်တာမင်းကလေးရလို့ဖြစ်လာဗျာပူဇော်ပတ်ကပဲဒီကရလဲတစ်သလုံးကြုံခံအောင်ပဲနောက်ဆုံးမိခြေကန်ခေါအောင်မှာပဲဘယ်တော့မှကောင်းတယ်လို့သူပေးเสียမြင်လားသူကဘာသစ္စာမဟုတ်ဒုက္ခသစ္စာဆိုတဲ့ဥစ္စာဒုက္ခသပိလနာထွဲဒုက္ခသဒုက္ခသစ္စာပိလနာထောတတ္တဝါကိုညာတယ်မဖက်မြင်နေစိတ်သူခင်လင်နေချက်လေတဲ့မှန်ပါဗျာဒကာဓမ္မတို့ဘယ်လိုလဲခင်လင်နှိမ့်ဆက်လေဩခင်ဗျားတို့ကလည်းကိုယ့်ကိုယ်ကိုမှမခင်ဘူးခင်ဗျားတို့ကလည်းတိရစ္ဆာန်လားလို့များကိုယ့်အကူများမေးလိုက်တယ်ကိုယ့်ကိုယ်မှမခင်တယ်လူတိရစ္ဆာန်အမှခင်ဗျားတို့တရားပြအသားယူနေကြတယ်မယူကြဘူးလားအဲ့ဒီခင်လေသူကတော့ဘာလုပ်လဲခင်လေနှိမ့်ဆက်လေဆိုတော့ကြည့်သူခန္ဓာ၅ပါးနဲ့ကတဏှာဥပါဒာကံမလိုက်ဘူးလားကဲကံလိုက်တော့ကမ္မဘဝပြည့်စရာအပေစာတိခင်တဲ့အတွက်အပေစာတိတော့ပြေးလိုက်တယ်ဒုက္ခမောခင်တဲ့အတွက်ကဲခင်လဲခင်လဲရသေးတယ်ဗျာအပေလည်းသူ့ကြောင့်ရောက်ရသေးတယ်ဆိုတော့ဒကာဓမ္မတို့ဘယ်မှာသာရင်သူ့ပေါင်းသိစရာကောင်းရလားကောင်းပါဗျာရှင်းမလားရှင်းပါဒါတော့ခင်ဗျားတို့ကလည်းခလုံးမသိစူးကြီးပါစေနဲ့လုပ်လိုက်ပြီမလားဘူးလားခလုံးမသိစူးကြီးမနဲ့တဲ့ရာကျော်ရှိပြီးဒီကလာပြုနိုင်ကြစီစုနိုင်ကြစီသူများလက်အောက်တော့မကြပါရစီနဲ့ဟုတ်လားကိုယ်တရောင်စားကိုယ်ပဲလက်အောက်ကြပါရစီဒီလေးပဲမရဘူးလားရောက်ပါလားဥပဒေရှိပြီဗလားမလားဆုံးနေဘူးလားပေါ်ရဗလားအမလေးတရားဓမ္မတွေမေဃဗြဟ္မစရိယကျင့်မှာတပါခင်ဗျားတို့ကိုဆင်းရဲတဲ့ကကဲတင်မဲ့တရားရှိသေးရဲ့မရှိပါဘူးဒါဖြင့်မေဃဗြဟ္မစရိယကျင့်ကိုနေကုန်းချုပ်ပါမယ်ကုန်းတော့မကုန်းဘူးပေါ့ဗျာခင်ဗျားတို့ပေါ်လာတဲ့အစပရိစ္ဆသမုပ္ပါကိုမေဃဗြဟ္မစရိယနဲ့ကျင့်တယ်ကျင့်ပါမှန်ပါဘူးကျင့်လို့ရှိရင်ဖြင့်အမှန်နှိမ့်ဆက်နေတဲ့တောင်းစားခန္ဓာကိုယ်ကြီးမပြုတ်လည်းမနေရဘဲနဲ့ခင်ဗျားတို့တသံတရားလုံးကနေပြီးကြလားကျွန်တော်အဖြစ်နဲ့ခိုင်းလာတာသူ့ကိုဒုက္ခသစ္စာမှန်းသိလို့မပေါင်းခြင်းနဲ့တနေ့ကြလို့ရှင်ခင်ဗျားတို့လူချမ်းသာဖြစ်ပြီမှန်ပါဘူးရှင်းမလားရှင်းပါဘူးကဲယနေ့ဒီရင်တော်ပါဦး